အားလုံးပဲမင်္ဂလာပါဗျို့ကျွန်တော်တို့သိတဲ့အတိုင်းပဲဒီနေ့အမေစု80တနည်းပြည့်မွေးနေ့အတွက်ကျွန်တော်ဘိုနေရနေပြီးတော့ပါကျွန်တော်ရဲ့တော်လန်ရေးနိုင်ငံရေးမိတ်ဆွေများထံကိုကျွန်တော်အရောက်ချစ်တက်နေပါပြီဒီနေ့ကတော့ကျွန်တော်ကဒါအမေစုအင်ကြီးအထည်လေးတွေကျွန်တော်ရောက်မှာပေါ့နော်ဆိုတော့ဒီလိုအမေစုအင်ကြီးပေါ့ဒီလိုအမေစုအင်ကြီးကာလာတစ်တိုင်း2မျိုးရှိမယ်ခဲလေးရှိမယ်အဖြူလေးရှိမယ်ကျွန်တော်တော်လိုင်းနိုင်ငံရေးမိတ်ဆွေများဆက်ယုံနေမှာအလုပ်လုပ်နေကြတဲ့ကျွန်တော်တို့ညီကောင်မောင်နှမများအားလုံးကိုကျွန်တော်ဖိတ်ခေါ်တယ်တစ်ထည်မှကျွန်တော်ထိုင်းပန်းငွေ200တဲ့နဲ့ကျွန်တော်ရောင်းချမှာဖြစ်တယ်ဒါဒီမဲဆောက်အိမ်ကကျွန်တော်ဒီနိုင်ငံရေးမိတ်ဆွေကျွန်တော်ကိုထက်ခိုင်ဆိုးရဲ့အကူအညီနဲ့ကျွန်တော်တို့ဒီဥစ္စာဒီအထည်တွေကိုကျွန်တော်တို့ရိုက်ဖြစ်ပါတယ်ကျွန်တော်တို့ဒီအထည်တွေရဲ့ရင်းနှီးကို support ပေးရကျွန်တော်တို့အဖွဲ့ဒါ Global Humanitarian Aid for မြန်မာဆိုတဲ့အဖွဲ့ကနေပြီးတော့မှဒီဥစ္စာကိုကျွန်တော်တို့ support ပေးရဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့တစ်ထည်မှအများလာတော့ငွေကြီး200တဲ့နဲ့လူတိုင်းရဲ့ရင်ဘတ်ပေါ်မှာဟလာလူတိုင်းရဲ့ရင်ဘတ်ပေါ်မှာလူတိုင်းနှလုံးသားအထက်မှာအမေစုရဲ့ပုံရိပ်ကိုခရီးထိုးရမှာဖြစ်တယ်ဒါကြောင့်ဒီခွင့်ရကိုလက်လို့မခံကြဖို့အတွက်ကျွန်တော်အားလုံးကိုဖိတ်ခေါ်ပါတယ်အားလုံးစီကိုကျွန်တော်ရောက်လာပြီကျွန်တော်ထင်လာရောက်မယ်နောက်တစ်ခုကကျွန်တော်တို့မဲဆောက်မှာရှိနေကြတဲ့ကျွန်တော်တို့ညီကိုများကျွန်တော်လူငယ်များဖြစ်သည့်အလျောက်နေ့စဉ်ကျွန်တော်တို့ညီကိုတွေအချိန်တိုင်းလို့ကျွန်တော်တို့ဘုံလုံးကန်ကြလာတယ်ကျွန်တော်တို့တွေ့တယ်ဆိုတော့ဒီတိုင်းတော့ကန်ရင်ဒီတိုင်းလဲမဟုတ်လဲကန်ရမယ်အတူတူကျွန်တော်တို့ဒီရန်ပုံငွေမြစုငွေနေ့ရန်ပုံငွေဘုံလုံးပွဲမှာပါဝင်ပေးကြဖို့ကျွန်တော်ဖိတ်ခေါ်တယ်အသင်းဝင်ကြီးကတော့ကျွန်တော်2000နဲ့သတ်မှတ်ထားတယ်2000နဲ့ပါကျွန်တော်သတ်မှတ်ထားတယ်ဆိုတော့1999ဘက်ပေါ့ဗျာ2000မဟုတ်ဘူး1999ဘက်ထဲကျွန်တော်တို့သတ်မှတ်ထားတယ်ပထမစုကြီးကိုကျွန်တော်1000ပေးထားတယ်ဒုတိယစုကြီးကို3000ပေးထားတယ်တတိယစုကြီးကို1000ပေးထားတယ်အဲ့တော့အားကစားလေးဖြစ်ရပုံငွေပွဲလေးဖြစ်တဲ့ဖြစ်သည့်အလျောက်အားလုံးပါဝင်ပေးကြဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ဒီနိုင်ငံရေးနယ်ပယ်ကကျွန်တော်တို့လူတွေကျွန်တော်တို့လူကြီးတွေလူလက်တွေအကုန်လုံးလဲပါဝင်ပေးပါဒါဘောလုံးကန်တဲ့ချင်းမကန်တဲ့ချင်းထက်အဓိကကရန်ပုံငွေပဲဖြစ်တဲ့လေအားလုံးပူပေါင်းပါဝင်ခြင်းသဘောမြည်ပါတယ်လူငယ်တွေအတွက်လည်းပဲဒါ motivation ရပါတယ်ဒါကြောင့်အားလုံးပါဝင်ပေးပါလူကြီးတွေအနေနဲ့ရှေ့ကနေထွက်ပေးပါလို့လဲကျွန်တော်ဖိတ်ခေါ်တယ်ဘောလုံးအသင်းတွေလည်းရှာပေးကြပါဆိုတော့ကျွန်တော်အသင်း30တာဂက်ထားတယ်ဒါကြောင့်အသင်း30ကိုကျွန်တော်ပြည့်ရှင်ပါတယ်ကျွန်တော်တို့မဲဆောက်နိုင်ငံရေးနယ်ပယ်မှာကျွန်တော်တို့မဲဆောက်နိုင်ငံရေးနယ်ပယ်ဟာလုံးဝမြန်တက်ကြွနေတယ်ဆိုတဲ့အသွင်သဏ္ဍာန်ကိုနိုင်ငံတကာကိုသိအောင်ကျွန်တော်ပြချင်ပါတယ်ဒါကြောင့်အားလုံးပူပေါင်းပါဝင်ပေးဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ပါတယ်ဖူဆယ်ကွင်းမှာ12ဦးကန်ရမယ်အနီးပြပါ73ဦးပေါ့နော်ချင်းမြစည်းကမ်းလေးတော့ရှိမယ်ဆိုတော့နောက်တစ်ခုကကွင်းကကျွန်တော်တို့2ရက်ကံမှာဆိုပေမဲ့တချို့က2ရက်ကြီးဆိုလို့ရှိရင်တော့အစင်ပြေဦးနဲ့တူတယ်ဆိုပြီးတော့ဒီလုပ်ငန်းတွေနဲ့ပြန်တွက်ကြတာရှိတယ်ကျွန်တော်ပထမ1ရက်ထဲကံမလို့ပါ1ရက်ထဲကံလို့လည်းရတယ်ဒါပေမဲ့ကျွန်တော်အမေစုမွေးနေ့ကသူကတောက်ကြနေဖြစ်တယ်19ရက်နေ့ကတောက်ကြနေဆိုတဲ့အခါကျတော့တောက်ကြနေမှာဆိုရင်အလုပ်တွေကလုပ်ငန်းဝင်တွေကမပိတ်ကြတာတွေရှိမယ်ဒါကြောင့်မို့လို့ကျွန်တော်ကဒီ14ရက်နေ့ကိုကျွန်တော်ကံမယ်ဆိုပြီးတော့ကျွန်တော်လုပ်လိုက်တယ်သို့တော့အမေစု14ရက်နေ့ဆိုတနင်္ဂနွေနေ့ကိုကံမယ်လို့ကျွန်တော်လုပ်လိုက်တယ်သို့တော့အမေစုမွေးနေ့လေးမှာတော့ကျွန်တော်တို့အခမ်းအနားလေးတွေပါလေးလုပ်ချင်သေးတယ်ဒါကြောင့်14ရက်နေ့တနင်္ဂနွေနေ့မှာအုပ်စုပွဲတွေကျွန်တော်တို့အကျွတ်ကံမယ်19ရက်နေ့မှာကကြတော့တနင်္ဂနွေမဟုတ်တော့ဘူးအလုပ်တွေပြီးတဲ့အချိန်ညနေပိုင်းပေါ့နော်ကျွန်တော်တို့9နာရီကနေပြီးတော့မှဒီစီမီနဲ့ final နှစ်ပွဲတည်းဟိုတာပဲ19ရက်နေ့မှာကံမယ်နောက်ပြီးတော့မှအခမ်းအနားလေးပေါ့နော်မေစုမွေးနေ့ကိမုံခွဲတဲ့အခမ်းအနားစသဖြင့်ဒီလိုအခမ်းအနားလေးတွေကျွန်တော်တို့ကျင်းပမှာဖြစ်တယ်ဒါကြောင့်မလို့2ရက်ဆိုပေမဲ့တကယ်တော့လည်း1ရက်သေးပါပဲပေါ့နော်အချိန်လေးပေါင်းကြည့်လိုက်မယ်ဆိုရင်1ရက်သေးပါအားလုံးအဆင်ပြေအောင်လို့ကျွန်တော်အဲ့လိုအချိန်လေးတွေကျွန်တော်ရွှေ့ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ဒါကြောင့်အားလုံးဘောပိုင်းပေးကြပါကျွန်တော်ဖိတ်ခေါ်ပါတယ်ကျွန်တော်ဘုံနေကြီးကအခုလက်ရှိဆိုရင်ကျွန်တော်အင်ကြီးရောင်းဖို့အတွက်လည်းပဲကျွန်တော်ရောက်ချင်တက်နေပါပြီစက်ရုံအလို့ရုံကကျွန်တော်တို့ညီကိုများတော်လိုင်းညီကိုမောင်နှမများနိုင်ငံရေးလောကကျွန်တော်တို့တော်လိုင်းညီကိုမောင်နှမများအားလုံးစီကိုကျွန်တော်ရောက်ချင်တက်နေပါပြီဒါကြောင့်ကျွန်တော်ရောက်လာရင်ဒီဆိုရင်တော့တည့်တဲ့အတိုင်းပဲကျွန်တော်ရင်းနှီးတောက်ပြီးမှပြန်မယ်လက်ဖက်သုံးစားပြီးမှပြန်မယ်ကွန်းရအောင်ပြီးမှပြန်ပါမယ်
နော်ဒါကြောင့်အားလုံးကြိုတင်ပြောထားခြင်းပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ